တွယ်လင်းထက်ကိုအနာယူပြထားတဲ့ဆန်အိတ်ကြီးတော့ပွဲထက်ရသွားပြန်ပြီပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာလက်ဝစ်စုပရင်းကတင်ဆက်နေပါပြီမွေထိုင်းလောကရဲ့သမိုင်းဝင်ကနဝင်ကစားမကြီးဆန်အိတ်ကတော့သူ့ရဲ့တက်တန်းရင်ပညာရက်တွေဟာအချင်းကြာလေးပို့ပြီးတော့တောက်ပလေးဆိုတာကိုတက်တည်ပြဖို့အတွက်နောက်ထပ်ပွဲစဉ်တစ်ခုကိုထပ်မံရရှိသွားပြန်ပါပြီလာမယ့်1 Fight Night 42မှာ Morocco Fighter MLD နဲ့ရှင်ပြိုင်သွားရမှာပါဘောလုံးလောကမှာစီယိုနေတို့ရှိသလိုပဲမွေထိုင်းလောကမှာလည်းဆန်အေကအသက်အရွယ်ကိုအန်တူနေတဲ့ဆန်ပြပုဂ္ဂိုလ်တို့ဖြစ်ပါတယ်လက်ဝဲသမားများစုဟာအသက်30ကျော်ရင်အနားယူဖို့ပြင်ကြပြီမြဆန်အေကတော့အခုထိဝိုင်းအမြင့်ဆုံးဆင်မြင့်ထက်မှာကမ္ဘာ့ဆင်ဖိုက်တာတွေကိုရှင်ကစားနေတော့မှာပဲသူရဲ့ခနာကိုကြန့်ခိုင်မှုဟာလူငယ်တောင်မှအားကြားလောက်အောင်ကိုကြစ်လစ်နေစေဖြစ်ပြီးအသက်ကြီးရင်လေးသွားမယ်ဆိုတဲ့ယူဆကိုသူ့ရဲ့လျက်စီးလိုမြန်ဆန်တဲ့ကန်ချက်တွေနဲ့ခြေဖြတ်ပြနေပါတယ်ဆန်အေကပညာရောဇွဲပါပြေဆုံးတဲ့ဖိုက်တာဖြစ်လို့သူ့ကိုဘယ်ပြိုင်ဘက်ကမှရှော့တွက်လို့မရပါဘူးဆန်အေရဲ့ကစားဟန်ဟာကြည့်ရတာအရန်ကိုတည်သက်လာပါပါတယ်သူကအတရားဓမ္မထိုးတက်တာထက်ပြိုင်မဲ့အမားကိုဆောင်ပြီးတော့တိကျတဲ့တံမြန်တိုက်စစ်တွေနဲ့နိုင်ယူတတ်သူဖြစ်ပါတယ်။သူပြင်းတော့သူ့ရဲ့ဘဲချေကန်ချက်တွေကဒိုင်နမိုက်တက်ထားသလိုပဲတိကျလွန်ပါတယ်။အတွေ့အကြုံရဆိုရင်တော့သူကပွဲပေါင်း400ကျော်ကစားထားတဲ့ဝါရင်ကြီးဖြစ်တဲ့အတွက်ကြောင့်ပွဲတွင်ဖြစ်ပေါ်လာတဲ့ဘလိုချက်တဲမျိုးကိုမဆိုတီတီငင်ငင်နဲ့ဖြည့်ရှင်းနိုင်စွမ်းရှိပါတယ်။ဒါကသူ့ရဲ့အကြီးမားဆုံးလက်နက်ပါပဲ။လာမယ့်ပွဲမှာသူရင်ဆိုင်ရမယ့် Morocco Fighter MLD ကလူငယ်ဖိုက်တာတူဖြစ်တယ်လို့ခွန်အားနဲ့အရှိန်ဟုန်ကိုအားပြုကစားတဲ့သူဖြစ်ပါတယ်။ဒါကအတွေ့အကြုံနဲ့လူငယ်သွေးတွေအားပြိုင်မှုလို့ဆိုရမှာပါ။MLD နေနဲ့ဆန်အေးလိုကန်ဝင်တယောက်ကိုကြော်ဖြတ်ဖို့ဆိုတာမလွယ်ကူပါဘူး။ဆန်အေးကတော့သူ့ရဲ့ထုံးစံတိုင်းပြိုင်ပွဲအရှိန်ကိုထိန်းချုပ်ပြီးပညာသားပါကစားတော့မှအသေးချပါ။ဒီပွဲဟာဆန်အေးအတွက်တော့သူကအခုထိထိပ်တန်းဆင့်မှာရှိနေသေးပဲဆိုတာကိုကဘာကိုထက်မှန်ကြီးညာမဲ့ပွဲစဉ်တစ်ခုဖြစ်လာပါလိမ့်မယ်။